င်္ဂလာပါရှင် Micropack ရဲ့ device 3ခုထိချိတ်ဆက်အသုံးပြုနိုင်တဲ့ wireless mouse လေးပြပေးပါမယ်ရှင် Bluetooth နဲ့က2ခုချိတ်ဆက်အသုံးပြုလို့ရမှာဖြစ်ပါတယ် Dongle နဲ့ကကြတော့ device တစ်ခုချိတ်ဆက်အသုံးပြုလို့ရမှာဖြစ်ပါတယ်ရှင်3မျိုးချိတ်ဆက်အသုံးပြုလို့ရမှာဖြစ်ပါတယ် mouse ရဲ့ DPI ကကြတော့4000 DPI ဖြစ်ပါတယ်ရှင် DPI ကကြတော့4ဆင့်ချိန်နိုင်မှာပဲဖြစ်ပါတယ်1000 2000 3000 4000ဆိုပြီးတော့ပါဒီကောင်လေးကကြတော့သူ့မှာပါတဲ့ Dongle လေးဖြစ်ပါတယ်နောက်ထပ်ထူးခြားတာကဘာလဲဆိုတော့ခါကျတော့သူက left click right click လေးတွေကိုဖြုတ်တက်လုပ်လို့ရမှာပဲဖြစ်ပါတယ်ဒီလေကောင်က wheel လေးကကြတော့ silicone နဲ့လုပ်ပေးထားတာဖြစ်ပါတယ်ဒါချင်းကကြတော့သူ့ကိုတိုက်စီနဲ့အားသွင်းပေးရမှာဖြစ်ပါတယ်ရှင်သူ့ရဲ့အတွင်းထဲမှာတိုက်စီအားသွင်းကြိုးလေးတစ်ချောင်းလဲပါပါတယ်ဈေးနှုန်းကကြတော့ဒီ design လေးတွေက95,500ကျပ်ဖြစ်ပါတယ်ရှင်ခရမ်းရောင်လေးရှိပါတယ်နောက်တစ်ခုကကြတော့စိမ့်ပြရောင်လေးရှိပါတယ်ဒီ coffee ရောင်လေးကတော့ left click right click လေးတွေကိုအယောင်ချိန်နိုင်မှာပဲဖြစ်ပါတယ်သူတို့မှာတန့်လိုက်လေးတွေပါပါတယ်သူကကြတော့ဈေးနှုန်း1000ကျပ်ပို့ပါတယ်ရှင်85,500ကျပ်ဖြစ်ပါတယ် Micropack ရဲ့ 1 year warranty လည်းပါပါတယ်ရှင်နောက်ထပ်ဒီဇိုင်းတစ်မျိုးကကြတော့ဒီကောင်လေးဖြစ်ပါတယ်သူကကြတော့ function တွေအကုန်လုံးကအတူတူပါပဲဒီဇိုင်းလေးပဲကွဲသွားတာဖြစ်ပါတယ်ဒီကောင်လေးလည်းပပလေးနဲ့သုံးရတာအရန်ဆင်ပြေပါတယ်သူလည်းဈေးနှုန်း9000ကျော်ဖြစ်ပါတယ်ရှင်